မြန်မာနိုင်ငံဟာနိုင်ငံတော်သမ္မတကြီးဦးမင်းအောင်လှိုင်ဦးဆောင်တဲ့အစိုးရသစ်တရပေါ်ထွန်းလာခဲ့ပြီးပုံမကောင်းမွန်တဲ့အနာဂတ်စီကိုဥတီလျှောက်လန်းနေပြီပဲဖြစ်ပါတယ်။အစိုးရသစ်ကိုစင်ခေါ်မှုများစွာကလည်းစောင့်ကြိုလို့နေသလိုနေဘက်တီးတီးကစင်ခေါ်မှုတွေကိုလည်းအစိုးရနဲ့ပြည်သူလူထုလက်တွဲညီညီပူးပေါင်းပြီးတော့ရင်ဆိုင်ကြော်လွှားသွားကြဖို့ကိုလည်းအဋ္ဌထံချထားကြပါတယ်။နိုင်ငံတော်သမ္မတကြီးရဲ့ဥဆောင်လမ်းညွှန်မှုတွေနဲ့ရက်တရာစီမံကိန်းတွေချမှတ်ပြီးတော့ကဏ္ဍအသီးသီးမှာဝန်ကြီးဌာနအသီးသီးကလည်းပြည်သူတွေအတွက်လက်တွေ့အကျိုးရှိစေမဲ့ကိုယ်ဝန်းဖြစ်စေမဲ့လှုပ်ဆောင်ချက်တွေကိုချမှတ်လှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။ဒီလိုလှုပ်ဆောင်နေကြတဲ့နေရာမှာပို့ဆောင်ရေးဝန်ကြီးဌာနမြန်မာမီးရထားအနေနဲ့လည်းပြည်သူတွေအတွက်လက်ငင်းအကျိုးရှိစေမဲ့ဆောင်ရွက်ချက်တစ်ခုကတော့ဒီဇယ် electric multiplication နဲ့ DEM ရထားခီးစဉ်တွေကိုတိုးချဲ့ပြေးဆွဲပေးနေတာပဲဖြစ်ပါတယ်။ဖြစ်ပေါ်နေတဲ့အရှိလေပိုင်းပဋိပက္ခရဲ့အကြောင်း73စီအခက်အခဲတွေဖြစ်ပေါ်နေပြီးတော့တည်ပို့ဆောင်ရေးကဏ္ဍမှာလည်းနှောင့်နှေးကြန့်ကြာမှုတွေဖြစ်ပေါ်နေပါတယ်။ဒီရံမြေထားခီးစဉ်တွေကဆိုရင်စီးနေရတာတတမှုရှိခြင်းချိန်တိကျမှန်ကန်ခြင်းဈေးနှုန်းချွတ်တာခြင်းတွေကြောင့်ဒီတည်ပို့ဆောင်ရေးကဏ္ဍမှာဆိုရင်အထောက်အကူတစ်ခုဖြစ်လာပါတယ်။နိုင်ငံတော်အစိုးရတဲ့တာဝန်ယူဆောင်ရွက်တဲ့ကာလမှာလည်းတိတာထင်ရှားတဲ့အရွေးတစ်ခုဖြစ်လာပါတယ်။ဒီရံမြေထားခီးစဉ်ကိုစီးနှင်းသုံးပြကြတဲ့ခီးသောပြည်သူတွေရဲ့စကားအသံတွေကိုကျမတို့ရဲ့နိုင်ငံတော်သမ္မတရုံးသတင်းနဲ့ပြန်ကြားရေးဗျူရို PPIB ကနေမှတ်တမ်းတင်ရိုက်ကူးလိုက်ရပါတယ်ရှင်အန်တို့တွေ့တယ်သတင်းစာတွေမှာအန်တို့သတင်းစာအမြဲဖတ်တာလေအခုရထားတွေထပ်တိုးတယ်နောက်တော့အခုတောင်ငူကြီးလည်းသွားလို့ရတယ်ပကုံးမှလည်းရတယ်ဆိုတော့လေခီးစင်တွေအများကြီးတိုးတဲ့တော့ကိုကပျော်တာလေနော်ဒါတော့မှလို့ဒီရထား6တွဲလောက်ပဲရှိတယ်ပေါ့နော်အန်တို့ကဟဲလို့အန်တို့ငငယ်တော့စီးတယ်လို့ပေါ့ဟိုးအရှိကြီးဆိုရင်အရန်ကောင်းမှာပဲပေါ့နော်လူတွေအများကြီးသွားလို့ရတာပေါ့နော်အဲ့လိုမျိုးလေးအန်တို့တွေးမိပါတယ်အခုထပ်ပြီးတော့တိုးချဲ့တဲ့အတွက်လည်းအရန်ဝမ်းသာတယ်ပေါ့နော်အားလုံးခီးတယ်တွေရောပြည်သူပြည်သားတွေရောအားလုံးအဆင်ပြေသွားတော့အန်ဒီတို့လည်းပျော်တာပေါ့တမီးရဲ့နော်အန်ဒီတို့နိုင်ငံကြီးလည်းတပြည့်ပြည့်နဲ့အဲ့လိုမျိုးဖြစ်လာတော့ပျော်တယ်လေခီးသွားတွေလည်းအကုန်လုံးကလည်းအန်တို့လမ်းသွားရလေလူရလေဟာရထားနဲ့ပဲသွားမှာပေါ့ကားပေါ်ရောက်တော့လေဟာရထားလည်းမရလို့အဲ့လိုမျိုးတွေပေါ့နော်ရထားအရန်အဆင်ပြေတာပေါ့နော်ဒီတမကအဲ့လိုပေါ့နော်အတွဲအခြေကြီးပေါ့တမီးရဲ့နော်အခုဆိုအန်ဒီမြင်တယ်နဲ့တိုးတယ်လို့ထင်တာပေါ့လေအဲ့လိုမျိုးလေးအန်ဒီအကြံပြုချင်ပါတယ်တမီးမြင်တဲ့လောက်ကတော့အားလုံးအဆင်ပြေတာတွေ့တာပဲလေနော်ပို့ပြီးတော့လူတွေလည်းဝန်တာပါတယ်အခုကားတွေကသွားလာတာနည်းနည်းပုံမှန်မဖြစ်တဲ့အချိန်မျိုးမှာပေါ့နော်သွားလာတာအခုရထားအစီအစဉ်ပြီးတော့အဆင်ပြေပါတယ်ရထားပုံမှန်စီးနေတဲ့ခီးတဲ့တယောက်အနေနဲ့ပေါ့နော်ဒီရဲ့မျိုးရထားတွေကိုခီးစင်တွေကိုတိုးချက်ပြေးဆွဲပေးနေတဲ့အပေါ်မှာဘယ်လိုမြင်ပါတယ်လဲရှင်အရင်လာတဲ့ခရီးစဉ်ဆိုလို့ရှိရင်နိုင်ပိုစီးရတယ်ပေါ့နော်အခုဆိုလို့ရှိရင်ပို့ပြီးတော့လည်းမြန်ဆန်တယ်ပေါ့နော်ပြီးတော့လည်းတက်လည်းပိုရှိတယ်ပြီးတော့လည်းခရီးစဉ်မှာစီးရတဲ့အပေါ်မှာမူတည်ပြီးတော့လေပြောမယ်ဆိုလို့ရှိရင်ဒီမှာပို့ပြီးတော့လည်းဘယ်လိုပြောမလဲစိတ်ဖိစီးမှုမရှိဘူးပို့ပြီးတော့လည်းလေပို့ပြီးလွတ်လပ်တယ်လို့ခံစားရပါတယ်ဟုတ်အမတန်ကောင်းတဲ့အစီအစဉ်ပါပဲခင်ဗျာနော်ဝန်တာပါတယ်အဲ့ဒါမျိုးတွေများဖြစ်လာဖို့လို့ရှင်ပို့ပြီးကောင်းပါလိမ့်မယ်လက်မှတ်ဝယ်ရလဲအန်တို့အဆင်ပြေပါတယ်။ online ကနေသမီးတို့ဝယ်တာလေအကုန်လုံးအဆင်ပြေတယ်။အားကြောင့်မလို့လုပ်ပေးတဲ့နိုင်ငံတော်လည်းအန်တို့ကအရန်ကျေးဇူးတင်တာ။ရထားနဲ့သွားလာတာအရန်တက်တာရှိရလေ။ရထားနဲ့အန်တို့ဒီမှာနီးလဲနီးတယ်အန်တို့လာရတာလေ။အန်တို့ကပုပ္ပတိတရားဆိုတော့လေအဲ့ဒါတမီးအကုန်လုံးကအထက်တန်းစီခြင်းကြားဆိုတော့လေအထက်တန်းတွေပဲခုံဆိုပုတ်ကောင်းတာပေါ့။ဘယ်လိုခါကြတော့လေဗီဇာစုတွေပါလာခါကြထက်တန်းကတော့တော်တော်မရတာရှိရလေအဲ့လိုဆိုပထမတန်းကတော့မကောင်းတာမကောင်းပါတယ်ကြကြဝဲနဲ့ထက်တန်းနေပဲတစည်းလုံးဆိုပိုကောင်းမလားလို့ကိုယ့်အကိုတွေးကြည့်တာဒီရထားကအရင်ရထားတွေတက်စားလို့ရှိရင်တက်ရမှုရောတန်ရှင်းမှုရောပေါ့နော်နောက်ပြီးတော့မတ်တက်လိုက်တဲ့လူတွေမပါတဲ့အတွက် privacy ရလည်းအရန်ကောင်းတယ် aircon တွေလည်းအရန်ကောင်းတယ်ရထားလည်းတွဲသိဖြစ်တဲ့အတွက်အကယ်လို့အနေနဲ့ကြတော့စီးရတာတကယ်စိတ်ချမ်းသာတယ်အဲ့ဒါပါဒါကြောင့်မို့ဒီရထားကိုရွေးချယ်ပြတာပါနောက်ထပ်ရောဘယ်လိုရောအကြံပြုချင်ပါသေးလဲရှင်အ
အကြံပြုကျင်စရာတော့မရှိပါဘူးဒါပေမဲ့အကုန်လုံးလည်းပြည့်စုံနေပါမယ်ဒါပေမဲ့တခုတော့ဘာဖြစ်တယ်လေးပါဆိုဟိုခရီးသည်တွေတက်အခုလိုမျိုးလေးလုပ်ပြီးတော့နောက်ပို့ပြီးတော့အစည်းလေးပေါ့နော်ပို့ပြီးတော့ဘာဖြစ်ချင်မှာလဲဆိုတော့ခရီးသည်တွေပို့ပြီးတော့သွားလာလို့လေပို့ပြီးအဆင်ပြေအောင်လို့ပေါ့နော်အဲ့ဒါလေးတခုပဲပြောချင်ပါတယ်ကျန်တာတော့မပါဘူးဟုတ်ကဲ့ဟိုလေဒီရမှုရထားပေါ့နော်ရန်ကုန်နေပြီးတော့ရန်ကုန်ပေါ့နော်သူအချိန်2ချိန်ဆွဲရပါတယ်ခင်ဗျအချိန်2ချိန်က10နာရီရယ်7နှစ်ခွဲရယ်ပေါ့ကျွန်တော်ကတော့အကြံပြုချင်တာပေါ့နော်နောက်ထပ်တစ်ချိန်ပေါ့ထပ်တိုး2နာရီဆိုလောက်ကောင်း3နာရီလောက်ကောင်းပေါ့နော်ရန်ကုန်နေပြီးတော့ရန်ကုန်ပေါ့နော်အဲ့လိုမျိုးတိုးမယ်ဆိုရင်တော့ဒီခီးစိတ်နေနေတခြားအချိန်တွေအတွက်ခြေခြေဝန်းပေါ့နော်သူတို့စီလို့ရမယ်ခုနအထက်တန်းပေါ့အထူးတန်းကိုလည်းသူတို့ခုနတော်များစီးကျင်ကြတာတော့အထူးတန်းအထက်တန်းကိုပဲစီးကျင်ကြတဲ့လူများရဲ့အတွက်အဲ့လိုမျိုးတိုးလိုက်ရင်တော့ဘာပြောစီးကျင်နေတဲ့ခြောင်သွားမယ်သူတို့အနေနဲ့လည်းလွတ်လပ်လည်းစီးလို့ရမယ်ပေါ့နော်အချိန်ပိုင်းလေးအဲ့လိုမျိုးတိုးရင်တော့ပို့ပြီးတော့အဆင်ပြေမလို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ဟုတ်ခုပဲပေါ့နော်အကယ်တော့ဒီတွဲဆိုင်စနစ်တွေတော့နားမလည်ဘူးပေါ့ဒါပေမဲ့ဖြစ်စေချင်တာကလူတော်တော်များများကအပ္ပကိုအရမ်းကြိုက်ကြတယ်ဟိုတာမန်မှာအကယ်တော့ခန္ဓာကိုယ်ကြီးတွေဆိုဝရတယ်ကွာလူပထမတန်းစီးဖို့ဆိုတာအဆင်မပြေဘူးအဲ့မဲ့အပ္ပတွဲကနှစ်တွဲပဲရှိသေးတော့အကယ်တော့လက်မှတ်ရဖို့ဆိုရင်12နာရီကနေစပြီးတော့ဝယ်ရတယ်15လောက်ဆိုရင်လက်မှတ်ကပုံတော်လောက်ဖြစ်သွားအဲ့အတွက်ပေါ့နော်အကယ်တော့ suggest လုပ်ချင်တာကအပ္ပတွဲသီးသန့်ပေါ့ကစီထပ်တိုးပြီးတော့ပြေးစေခြင်းနဲ့ဒါလည်းနိုင်ငံတော်အကြံပြုလာပါနိုင်ငံတော်ရဲ့ budget အခြေအနေပေါ်မှာလည်းမူတည်သေးတာဟုတ်နော်အဲ့တော့အဲ့လိုလေးလုပ်ပေးနိုင်ရင်တော့ပိုကောင်းတယ်တချို့ကျတော့လည်းရိုးတန်းတွဲကိုပဲဒီပထမတန်းတွဲလေးတွေပဲစီးကျင်တယ်ပေါ့နော်တိုးတော့များသောအားဖြင့်ဒီမှာကဝန်ထမ်းတွေများတဲ့အခါကျတော့သူတို့ဝန်ထမ်းကသူတို့အိမ်ပြန်တဲ့အချိန်တို့ဘာလို့မှဟိုတစ်ချိန်လုံးလဲရုံးမှာပြင်ပန်းနေရတယ်ရထားစီးတဲ့ခါလေးကိုတော့တက်လေးနဲ့အပ္ပလေးရနေပြီးတော့သွားစီခြင်းတယ်ပေါ့နော်အဲ့အတွက်အပ္ပသီးသန့်လေးပြေးပြေးနိုင်ပိုကောင်းပါတယ်လို့နော်ထွက်ချက်ပြမိဝါရဒါစတင်ထွက်ခေါ်ပါပြီချမှတ်ထားတဲ့ရက်တရာစီမံချက်အတွင်းမှာရောညီမမေရဲ့အထားအနေနဲ့ဘယ်လိုစီမံချက်တွေဆောင်ရွက်သွားမှာပါလဲရှင်ရက်တရာစီမံချက်မှာတော့ကျွန်တော်တို့ပထမဦးဆုံးရန်ကုန်မန္တလေးလမ်းပိုင်းအမြန်ရထားခီးတဲ့တစ်လျှောက်လုံးဒီရက်မြူရထားနဲ့ဒီရက်မြူတွဲဆိုင်နဲ့အမြန်ရထားပြည့်စွဲပြီးဆိုတဲ့စီမံချက်ပါပါတယ်ဒီ2026ခုနှစ်မေလ1ရက်နေ့မှာအမှတ်9ဆန်အမှတ်6ဆုံရထားနဲ့စတင်ပြီးတော့အစုံစံရန်ကုန်တူမန္တလေးတူရန်ကုန်အစုံစံကျွန်တော်တို့ပြည့်စွဲပေးခဲ့ပါတယ်အခုမနေ့က15ရက်နေ့မှာဆိုရင်တော့ကျွန်တော်တို့ထပ်တိုးရထားအဖြစ်နဲ့ရန်ကုန်ကနေမန္တလေးထိဓာတ်ရိုက်ခီးစဉ်ကိုမန္တလေးကနေရန်ကုန်ဓာတ်ရိုက်ခီးစဉ်အမှတ်3ဆန်ရထားနဲ့အမှတ်4အစုံရထားဆိုပြီးတော့ကျွန်တော်တို့ထပ်တိုးခီးစဉ်တစ်ကြောင်းပေါ့ထပ်ပြီးတော့တိုးချက်ပြည့်စွဲပေးမှုဆောင်ရွက်ခဲ့ပါတယ်ခင်ဗျနောက်တစ်ခါရက်တရာစီမံကိန်းအနေနဲ့ရန်ကုန်မော်လမြိုင်လမ်းပိုင်းမှာကျွန်တော်ဒီရက်မြေထားနဲ့ပြည့်စွဲရေးအတွက်ကိုလည်းကျွန်တော်တို့စီစီဆောင်ရွက်ရှိပါတယ်ရန်ကုန်ပြည်လမ်းမှာဒီရက်မြူရထားနဲ့ပြည့်စွဲပေးဖို့အတွက်ကိုလည်းဆောင်ရွက်ရှိပါတယ်ရန်ကုန်မော်လမြိုင်လမ်းပိုင်းမှာတော့ကျွန်တော်တို့အကြမ်းမြင်ဒီဂျွန်လလောက်မှာပြည့်စွဲနိုင်အောင်ဆောင်ရွက်မှာဖြစ်ပြီးတော့ရန်ကုန်ပြည်လမ်းပိုင်းကိုတော့ကျွန်တော်တို့ဇူလိုင်လလောက်မှာကျွန်တော်တို့ရက်တရာစီမံကိန်းနဲ့ဝင်အောင်ပြည့်စွဲဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်အကြမ်းမြင်ခီးတဲ့နဲ့ပတ်သက်လို့ရက်တရာစီမံကိန်းနဲ့ပတ်သက်လို့ခီးတဲ့များစေချမ်းမြေတော်လာနိုင်ရေးလုံခြုံချုံမျိုးတော်လာနိုင်ရေးအတွက်ကျွန်တော်တို့ဆောင်ရွက်ပါတိုင်းသီးသီးမှရှိတဲ့မြို့မြရထားဝန်ထမ်းတာဝန်ရှိသူဝန်ထမ်းအရာထမ်းအမှုထမ်းများအားလုံးကလည်းဒီရထားများပြေးဆွဲနိုင်ရေးအတွက်ကိုရထားလမ်းများပြုပြင်ခြင်းတရားများပြုပြင်ခြင်းစတဲ့လုပ်ငန်းများကိုတိုင်းသီးမှရှိတဲ့ဝန်ထမ်းတွေလည်းအားလုံးဆောင်ရွက်လျက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်ညီမမေရဲ့အထားအနေနဲ့ရောခီးသွားပြည်သူတွေအဆင်ပြေချောင်းပွေ့စေဖို့အတွက်ဘာတွေဆောင်ရွက်ပေးထားပါလဲပထမဦးဆုံးဒီရထားတွေခီးသွားပြည်သူတွေအခက်အခဲဖြစ်တာတော့လက်မှတ်ဝယ်ယူရေးပြဿနာပေါ့လက်မှတ်ဝယ်ယူရေးပြဿနာတော့ကျွန်တော်တို့ကလက်မှတ်မောင်ခိုတွေလက်မှတ်မတမာမှုတွေအဲ့ဒါမျိုးဖြစ်တဲ့ခါကျတော့ကျွန်တော် ORTP စနစ်နဲ့ပေါ့ကျွန်တော် online ticketing စနစ်နဲ့ကျွန်တော်တို့ရောင်းချပေးခြင်းစနစ်ကိုစပြီးတော့ကျွန်တော်တို့အကောင့်ထဲပေါ်ပြီးဆောင်ရွက်နေပါတယ်။ဒါမှလည်းတိုးချက်ပြည့်စွဲပေးနေတာဖြစ်တော့ခီးတဲ့အနေနဲ့လက်မှတ်လည်းအရင်လို ORTP မှာအခက်အခဲဝယ်ရတာမဟုတ်တော့ဘဲနဲ့တက်တော့ကျွန်တော်တို့လွယ်ကူစွာဝယ်ယူရတဲ့အနေအထားကိုလည်းဖြစ်လာပါတယ်နောက်တစ်ခါကျွန်တော်တို့ ORTP စနစ်ပြီးရမယ်ခီးသွားများစိတ်ချမ်းမြေ့စွာနဲ့လုံခြုံစွာသွားဖို့အတွက်ကျွန်တော်တို့ဒီလမ်းပိုင်းပြုပြင်ထိန်းသိမ်းလုပ်ငန်းတွေ
တွဲပေါ်မှာတွဲတန့်ရှင်းရေးကိစ္စတွေကျွန်တော်တို့ထိုင်ကုန်အစွတ်တွေဘာတွေအစားခီးတွေစိတ်ချမ်းမြေဖို့ယထာတွေအဓိကယထာတွေရဲ့အဓိကတာဝန်ဖြစ်တဲ့အချိန်မှန်ကန်စွာရောက်ရှိရေးအတွက်အဲ့ဒါတွေကိုအဓိကထားပြီးတော့ကျွန်တော်တို့ထွက်ချိန်မှန်ရမယ်ပြန်ဝင်တဲ့အချိန်မှန်ရမယ်ဒီလိုမျိုးမှန်ကန်စွာရောက်ရှိရေးအတွက်ကြိုးပမ်းပြီးတော့ဆောင်ရွက်ရရှိပါတယ်ခင်ဗျာ ကဲပါရှင်အခုလိုပြည့်စုံဖြေချပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် ကျေးဇူးတင်ပါတယ်ကျွန်တော်အနေနဲ့လည်း အခုဆိုရင်နိုင်ငံတော်သမ္မတကြီးဦးမင်းအောင်လှိုင်ဦးဆောင်တဲ့အစိုးရသစ်လက်ထက်မှာပို့ဆောင်ရေးဝန်ကြီးဌာနမြန်မာမြေရထားအနေနဲ့ပြည်သူတွေအတွက်လက်ငင်းအကျိုးရှိစေတဲ့ဆောင်ရွက်ချက်ကတော့ဒီရက်တရာအတွင်းမှာပေါ့နော်ဒီရမြေရထားခီးစဉ်တွေကိုလက်ရှိပြေးဆွဲနေတဲ့ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းရန်ကုန်နေပြည်တော်ရထားလမ်းပိုင်းရန်ကုန်မန္တလေးရထားလမ်းပိုင်းစတဲ့ရထားလမ်းပိုင်းတွေမှာရထားခီးစဉ်အသစ်တွေကိုတိုးချဲ့ပြေးဆွဲပေးနေုံသာမကဘဲနဲ့နောက်ထပ်လည်းရန်ကုန်မော်လမြိုင်ရထားလမ်းပိုင်းရန်ကုန်ပြည်ရထားလမ်းပိုင်းတွေမှာလည်းထပ်မံတိုးချဲ့ပြေးဆွဲဆောင်ရွက်ပေးသွားမှာပဲဖြစ်ပါတယ်ဒါတွေအားဆိုရင်နိုင်ငံတော်အစိုးရသစ်လက်ထက်မှာပြည်သူတွေအတွက်လက်ငင်းအကျိုးရှိစေတဲ့ဆောင်ရွက်ချက်တစ်ခုပဲဖြစ်ပါတယ်။ရထားစီခီးတဲ့ရဲ့စကားတန်ကိုရက်တရာရဲ့ဒေးရမျိုးအစီအစဉ်ကနေစမတို့ရဲ့နိုင်ငံတော်သမ္မတရုံးသတင်းနဲ့ပြန်ကြားရေးဗျူရို PPI မှမှတ်တမ်းတင်ရိုက်ကူးလိုက်ရပါရဲ့ရှင်။ကျမကတော့မေတ္တာချမ်းပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။